ကဲမင်္ဂလာပါပရိသတ်ကြီးရေပထမကားမှာတာရီရဲ့မျိုးလုံးယူသွားခဲ့တဲ့နှက်ဆိုးကြီးခရီပါရဲ့နိုဒါမှု23ရက်ထဲမှာအခုဆိုရင်22ရက်မြောက်နေ့ကိုရောက်လာပါပြီဆိုလိုတာကသူပြန်ပြီးအိတ်ဆက်ဖို့တရက်ပဲလိုတော့တာပေါ့ဇလန်အစမှာတော့တောင်လူကြီးတာကတ်နဲ့သူ့ရဲ့သား2ယောက်လေခွင်းမှာတွေ့ရပါမယ်နေတာလည်းနေ့တစ်နေ့ပေါ့ဗျာတားငယ်လေးပီလီကလေခွင်းမှာလှုပ်နေတော့ထူးဆန်းတဲ့ရုပ်ပြောလွှာ6လက်စာတစ်ခုကိုတွေ့တော့တယ်ဒါပေမဲ့အဲ့ဒါကကောက်ရုပ်မဟုတ်ပဲအဲ့ဒါခရီပါကြီးပဲရုပ်တရက်အဲ့ဒီကောင်ကအသက်ဝင်လာပြီပီလီကိုဖမ်းပြီးပြန်ထွက်သွားပါတော့တယ်အဖေဖြစ်သူလေသမားကြီးတာကက်ကလိုက်ပေမဲ့မမီတော့ဘူးဒါဟာဒီကားရဲ့အစားပိုင်းမှာတင်တော်တော်စိတ်မကောင်းစရာကောင်းတဲ့အခန်းပေါ့ဗျာအဲ့ဒီအချိန်မှာပဲတခြားတစ်ဖက်မှာတော့ချန်ပီယံဆုရလာတဲ့အထက်တန်းကျောင်းသားဘတ်စကတ်ဘောအသင်းတွေအားပေးတဲ့ကောင်မလေးတွေနဲ့ဆရာမတွေတင်ဆောင်လာတဲ့ဘတ်စကားကြီးတစ်စီးရှိပါတယ်သူတို့ကပျော်ပျော်ပါးပါးနဲ့အရင်ပြန်လမ်းမှာပေါ့ဒါပေမဲ့သူတို့ကားမောင်းနေတဲ့လမ်းမကြီးကစောတာကက်တို့လဲတော်နာကလမ်းမကြီးပဲလမ်းမှာတင်သူတို့ဘတ်စကားရဲ့ဘိန်းတလုံးနဲ့ထူးဆန်းတဲ့အရာတစ်ခုနဲ့ထိပြီးပေါက်ထွက်တော့ပါတော့တယ်ကားရပြီးကြည့်လိုက်တော့မှဘိန်းထဲမှာစိုက်နေတာတာမန်တန်ဖို့မဟုတ်ဗျလူအယိုးတွေနဲ့တွားတွေနဲ့လှုပ်ထားတဲ့ကျေပုံစံနတ်ဆိုးလက်နက်ကြီးဖြစ်နေတာဗျကဲအစာရေးပေါ့ဗျာအဲ့ဒီချိန်မှာကားပြင်းနေတော့မင်းသမီးလေးမစ်စီကခဏအိပ်ပျော်တော့ပြီအိမ်မက်တစ်ခုမှတ်တယ်ဗျအဲ့ဒီအိမ်မက်မှာပထမကားအသက်ခံလိုက်ရဲ့တယ်ရီကိုတွေ့တယ်ဒီကသူလာနေပြီလမ်းပေါ်ကနေအမြန်ပြေးကြလို့တတိပေးနေတာပေါ့တယ်ရီကခရီပါကြီးကလောင်းတွေကိုစူးစောင်းတဲ့မြောက်ခန်းကြီးကိုပါမစ်စီကိုပြလိုက်ပါသေးတယ်မစ်စီလမ်းလွန်လာတဲ့အချိန်မှာတော့အခြေအနေကပိုဆိုးနေပြီအပြင်ပြီးလို့ဆက်မောင်းလာပေမဲ့နောက်ထပ်ဘိန်းတစ်လုံးထပ်ပေါက်ပြန်ရောအခုတခါတော့လမ်းမကြီးမှာကားကလုံးဝရပ်တော့ပါတော့တယ်ကောင်းငယ်ကလည်းမှောင်နေပြီဖုန်းလိုင်းကလည်းမမိတော့ရဲတွေရောက်လာနိုင်တဲ့အခြေအနေမှာသူတို့အကူညီမဲ့နေပါတယ်ညလည်းနှက်လာပြီဆိုတော့ကားပေါ်ကလူကြီးတွေဖြစ်တဲ့တိုင်လူကြီးနဲ့ဆီယမအခြေအနေတော့ကြည့်ဖို့အပြင်ထွက်လာကြတော့ဗောအဲ့ဒီအချိန်မှာပဲကောင်းငင်ပေါ်ကခရီပါကြီးကဝုန်းကနေဆင်းလာပြီးတိုင်လူကြီးကိုဖမ်းခေါ်တော့ပါတော့တယ်ကြီးပြီးတော့ဆီယမတွေလူကြီးတွေအကုန်လုံးဖမ်းသွားပါတယ်ပြန်တဲ့သူတွေလည်းကြောက်လက်တကြားနဲ့ကားရဲပြေးဝင်ကြရမယ်ခရီပါကြီးကကားခေါ်မှုပေါ်ရောက်နေပြီသူကကားပြေးတဲ့မောင်းကနေကလေးတွေကိုတယောက်ချင်းစီအကက်ခတ်နေတာဗျသူရဲ့ထုံးစံတိုင်းဘသူရဲ့စိတ်ပိုင်းကငါနဲ့ကိုက်ညီမလဲဆိုပြီးအနက်ခံနေတာပေါ့ကားထဲကလူငယ်တွေကအကြောက်လွန်ပြီးအော်ဟစ်နေရောအလွယ်လို့ဘာမှမတတ်နိုင်ကြအောင်ဒီချိန်မှာလည်းလေသမားကြီးတာကက်ကသူ့ကလေးကိုဆုံးရှုံးရတဲ့အတွက်ကြောင့်သူ့သားအတွက်လက်စားချေဖို့ကောက်ရိုးပုံစံလက်နက်ကြီးတစ်ခုကိုကိုယ်တိုင်လှုပ်ပြီးလက်စားချေဖို့ပြင်ဆင်နေပါတယ်အခုတော့ဘတ်စကားကြီးကလမ်းမလယ်မှာတကယ်ကိုတန်လောင်အိမ်ကြီးဖြစ်နေပါပြီခရီပါကြီးကကားအပြင်မှာဝဲပြန်နေပြတင်းပေါအောင်နေလိုက်ချောင်းနေတာဗျသူကလူတိုင်းကိုစားတာမဟုတ်ဘူးနော်သူနဲ့ကိုင်းညီမဲ့အစိတ်ပိုင်းရှိတဲ့သူကိုပဲအနက်ခံပြီးရွေးတာသူကမှန်ကိုရှာနဲ့ရက်ပြီးအနက်ခံတဲ့ခါမှာចောင်းသားတွေခင်ဗျာကြောက်လုံးတော့အသက်တောင်ဝဝမရှိရဲကြတော့ဘူးအဲ့ဒီအချိန်မှာပဲကားခေါင်မှုပေါ်ခရီပါကြီးကခုန်တက်လိုက်ပြီးအပေါ်ကနေဖောက်ဝင်ဖို့စူးစမ်းပါတော့တယ်ကားရဲ့အကောင်လေးတယောက်တသိငွေသူ့ရဲ့ရှေ့ဟာနဲ့အပေါ်လှမ်းထိုးလိုက်တော့နှက်ဆိုးကြီးကဘာမှလုပ်လို့မရတော့ပါဘူးပြောင်းပြန်ခရီပါကြီးကသူ့ရဲ့လက်သိကြီးတွေနဲ့ကားခေါင်မှုကိုစက်ကူလို့ဆုပ်ဖြဲနေတာတကယ်ကိုကြောချမ်းစရာပဲဗျဒီလိုသေးရှင်ရဲ့အခြေအနေမှာကားထဲမှာចောင်းသားတွေကြားနဲ့ပြဿနာတွေစတက်လာပါပြီခရီပါကြီးကတယောက်ချင်းစီကိုလက်ညှိုးထိုးပြီးရွေးနေတာကိုမြင်တော့အချင်းကြားမှာသူ့ကိုပေးလိုက်ရင်ငါတို့လွတ်မလားဆိုတော့သူ့ရဲ့ဝင်လာကြတာပေါ့အထူးသဖြင့်စကော့လို့ခေါ်တဲ့ကောင်လေးကတော်တော်အတကြီးတာဗျမက်ဆီကတော့အကြမ်းမြင်ရထားတဲ့အတိုင်းဒီကောင်ကငါတို့စီကသူခုလိုချင်နေတာအဲ့ဒါရမှသူသွားမှာလို့ပြောတော့ချင်းတွေကပိုပြီးတင်းမာသွားတယ်လူငယ်တွေဆိုတော့ကြောက်စိတ်နဲ့အတူဒေါ်ရတွေပါထွက်ကုန်ကြတော့ပေါ့ဒါမဲ့တို့မသိတာကအပြင်မှာသူတို့ကဲဖို့ပြင်ဆင်နေတဲ့သူတယောက်ရှိတယ်ဆိုတာပါပဲလေသမားကြီးတာကက်ရဲ့လက်စားချင်မှုဒီအချိန်မှာပဲစောစောကတားပီလီရဲ့ဖမ်းခံလိုက်ရတဲ့လေသမားကြီးတာကက်ကတော့အလကားနေနေတာမဟုတ်ဘူးဗျ။သူ့ရဲ့ကုန်တင်ကားပေါ်ကကိုယ်တိုင်လှုပ်ထားတဲ့ငါးဖမ်းလှန်ကြီးကိုတက်ဆင်ပြီးလမ်းမပေါ်မှာထွက်လာပါပြီ။သူ့သားကြီးကကားမောင်းသူကနောက်နေပြစ်ဖို့ပြင်ဆင်နေတာပေါ့။တာကက်ကြီးကတကယ်ကိုအကြမ်းစားကြီးဗျ။သူကဒီနဲ့ဆိုကြီးကိုမကြောက်တဲ့ပြင်မင်းငါးသားကိုဘာလှုပ်လိုက်လဲဆိုတဲ့စိတ်နဲ့လိုက်ရှာနေတာ။သူတို့ကားမောင်းလာရင်းနဲ့လမ်းမှာပြစ်ထားတဲ့ဘတ်စကားကြီးကိုတွေ့တဲ့အခါမှာပွဲရစပြီပေါ့ဗျာ။ခရီပါကြီးကចောင်းသားတယောက်ကိုကောင်းကင်ပေါ်ကိုဆွဲထုတ်ဖို့ကြိုးစားနေတော့မှာပဲတာကက်ကြီးကားရောက်လာပါတယ်။တာကက်ကြီးကတိုးစုပ်မနေပဲသူ့ရဲ့လှန်တန်ကြီးနဲ့ခရီပါကြီးကိုလှမ်းပစ်လိုက်တော့ဗောဗျာဟူးကနေထော်တော့တဲ့လှန်ကြီးကခရီပါကြီးရဲ့ကိုယ်ထဲကိုစိုက်ဝင်သွားပါတော့တယ်ဒါပေမဲ့ဒီနတ်ဆိုးကတာမန်မှမဟုတ်တာသူကလှန်ကြီးကိုစိုက်လျက်သားနဲ့ကောင်းကင်ပေါ်ပြန်တော့တော့ဒီတကက်ကြီးကားကိုပါမှသိမ်ဖို့စူးစမ်းလိုက်ဗျတကယ်ကိုအားပြန်ကြီးပဲနောက်ဆုံးတော့ခရီပါကြီးကတိုင်ရနဲ့အပြင်းထန်ရပြီးအနီးနားအောက်ထဲကိုပြက်ကျသွားတယ်ဒါမဲ့သူသိပြီလားမသိဘူးဗျသူကတိုင်ရလေပို့ပြီးကြောက်ဖို့ကောင်းလေပဲသမားကြီးတကက်ရဲ့လှန်တိုင်ရကြောင့်ခရီပါကြီးကမြေပြင်ပေါ်ပြက်ကျတော့ပေမဲ့သူကမသေးသေးဘူးဗျ။အင်းနဆိုးရဲ့ထူးခြားချက်အတန်ရာရရင်သူများစီကအစိပ်ပန်းကိုဖျက်ယူပြီးအစာထိုးလို့ရတာပဲ။သူကကားနားကိုပြန်ကတ်လာပြီးចောင်းသားတယောက်ကိုဖမ်းသူရဲ့ပျက်စီးနေတဲ့ခေါင်းနေရာမှာအဲ့ဒီចောင်းသားရဲ့ခေါင်းကိုအစာထိုးလိုက်တာဗျ။တကယ်ကိုယွန်စရာလည်းကောင်းသလိုကြောက်စရာလည်းကောင်းတဲ့မြင်ကွင်းပဲ။အဲ့ဒီအချိန်မှာပဲ
တာဂက်ကြီးလက်သမားကြီးတာဂက်ကလည်းအလျှော့မပေးဘူးမင်းဒီနေ့တော့ငါးလန်းနဲ့မလွတ်စေရဘူးဆိုတော့သူ့ရဲ့လှန်တင်တဲ့ကြီးနဲ့ထပ်ပစ်ပြန်အောင်ပွဲရတကယ်တော့ကြိတ်နေပဲဗျចောင်းသားတွေကလည်းကားထဲကနေထွက်ပြေးကြရင်တော့တဲ့ခရီပါကြီးလိုက်လံဖမ်းဆီးတာကိုခံနေကြရပါတယ်နောက်ဆုံးမှာတော့လက်သမားကြီးတာဂက်နဲ့ခရီပါကြီးကိုလေကွင်းမှာထိတ်တိုက်တွေ့ကြပါပြီခရီပါကြီးကလက်သမားကြီးကိုတတ်ဖို့ကြိုးစားပေမဲ့မာကြီးတာဂက်ကပိုပြီးမြန်နေတာဗျသူကသူ့ရဲ့ငါးပန်းလှန်ကြီးနဲ့ခရီပါကြီးကိုမြေကြီးမှာကတ်တော့အောင်ထိုးဆိုင်ပစ်လိုက်တယ်ခရီပါကြီးကယုံနေတော့မှာပဲတာဂက်ကြီးကဓာတ်နဲ့အချင်းချင်းထိုးပါတော့တယ်အဲ့ဒီအချိန်မှာပဲ23ရက်မြောက်နေ့ရဲ့နောက်ဆုံးစက္ကန့်ကိုရောက်လာပြီခရီပါကြီးရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့တောင်းတင်းသွားပြီးအိတ်ဆက်ချင်းတွေကိုပြန်ဝင်သွားပါတော့တယ်လက်သမားကြီးတာဂက်ကြီးကတော့တနတ်နဲ့အသေးတက်ချင်မဲ့ဒီကောင်အိတ်သွားတာဆိုတော့ဘလို့မှတက်လို့မရတော့ဘူးဗျဒါပေမဲ့တကက်ကြီးကအကြံတစ်ခုရှိပါသေးတယ်။အဲ့အချိန်တွေအများကြီးကုန်ဆုံးသွားပြီး23နှစ်အကြာကိုခုတ်ကူးသွားပါတယ်။လူငယ်အသက်စုကတကက်ကြီးရဲ့လက်တော်ကိုရောက်လာကြတယ်။အဲ့ဒီမှာပဲသူတို့ဘာတွေ့လဲသိလား။လက်သမားကြီးတကက်ရဲ့ကိုယ်တော်မှာနတ်ဆိုးကြီးခရီပါကိုနိုင်ရန်မှာကပ်ပြီးပြပွဲလို့လှုပ်ထားတာဗျ။တက်ကြီးသွားတဲ့လက်သမားကြီးတကက်ကအဲ့ဒီနိုင်ရန်မှာတနက်တလက်နဲ့စောင့်နေတာပေါ့။သူကဒီနတ်ဆိုးကြီးပြန်နိုးလာမဲ့အချိန်ကို23နှစ်လုံးလုံးစောင့်နေခဲ့တာဗျ။သူကမင်းနိုးလာဖို့3ရက်ပဲလို့တော့တယ်ငါအစ်စ်ပဲလို့ပြောရင်ဇလန်ကပြီးဆုံးသွားပါတော့တယ်တကယ်ကထားကြတဲ့စက်သိမ်းပါပဲဗျအဖေတယောက်ရဲ့လက်စားချင်မှုကဆယ်စုနှစ်ချီပြင်းထန်နေတော့မဲဆိုတော့ပြတော့တာပါအားတော့ခရီပါကြီးအပိုင်းသူကစက်သိမ်းပါပဲပထမကားထက်ဆိုင်ရင် action ပို့ပါလာပြီးလူဆိုးကြီးကိုပြန်ပညာပေးတဲ့နိုင်ခဲ့တဲ့အတွက်ပြိတ္တတွေကျင်းတတ်ကြမှာပါဒီကားကြီးကိုတော့ကျွန်တော်10မှတ်မှာ9မှတ်ခွဲပေးချင်ပါတယ်ဗျအခုကြည့်ရှုတဲ့လူတွေရောဘယ်နှမှတ်လောက်ပေးချင်လဲမှတ်မှာရေးပေးသွားအောင်နော်